Hello အားလုံးပဲမင်္ဂလာပါရှင် Australia နိုင်ငံကပြည့်တဲ့ကမ္ဘာအဆင့်မီပွဲတွေကို James Cook University JCU Singapore Campus မှာတက်ရောက်ရနိုင်ပါပြီနော် ကိုက Australia Dream ရှိရသူဖြစ်ပြီးတော့ Australia နိုင်ငံမှာလည်းကျောင်းတက်ရောက်ခြင်းနဲ့ Master Program တွေထိတက်ရောက်ခြင်းနဲ့ဆိုရင်တော့ Australia နိုင်ငံထိကိုသွားတက်ရောက်စရာမလိုဘဲနဲ့နီးနင်းနာအာရှနိုင်ငံဖြစ်တဲ့ Singapore James Cook University မှာတက်ရောက်ပြီးတော့ Australia ပြည့်တဲ့ပွဲကိုရရှိနိုင်မှာပဲဖြစ်ပါတယ်ရှင် James Cook University ဆိုလို့ရှိရင်ကမ္ဘာထိပ်တန်းတက္ကသိုလ်များရဲ့2%ထဲမှာပါဝင်ပြီးတော့ Bachelor Transfer ကို3နှစ်တိတိပထမဆုံးရရှိထားတဲ့ကမ္ဘာစစ်ထိပ်တန်းတက္ကသိုလ်ပဲဖြစ်ပါတယ်ရှင့် Scholarship အတွက်တန်းတိုင်းလေးကတော့ March လ31ရက်နေ့နောက်ဆုံးဖြစ်ပြီးတော့လူရည်ကန့်သတ်ထားတဲ့ဖြစ်တဲ့ကြောင့်မို့အမြန်ဆုံးလာရရှောက်ပြဖို့လိုအပ်ပါတယ်ရှင် Singapore Campus ရဲ့သင်ခန်းစာရာဆိုလို့ရှိရင် Main Campus ဖြစ်တဲ့ Australia နဲ့ဒုတိယဖြစ်တာမို့လို့ဒီနာ Singapore မှာကျောင်းတက်ရင်းနဲ့ Australia ဘက်ကိုရရှိနိုင်မှာဖြစ်ပါတယ် Singapore JCU မှာတက်ရောက်ပြီးရရှိနိုင်မယ့် degree ရဆိုရင်တော့ဖြစ် international recognized ဖြစ်တဲ့အပြင်ကို Australia နိုင်ငံထိပါ credit transfer တက်ရောက်နိုင်ခြင်း master program တွေပါတက်ရောက်နိုင်ခြင်းအတွက်ကြောင့်မလို့ကိုယ့်ရဲ့ future plan ကိုပါအလုံးခွင့်လည်းမြန်မာစီမှာပဲဖြစ်ပါတယ်ရှင်2026ခုနှစ်အတွက်အင်တိတ်ကာလလေးကတော့မီလာထဲမှာဖြစ်ပြီးတော့ up to Singapore dollar 2000ထိလည်း scholarship တွေပေးရသွားမှာဖြစ်ပါတယ် Singapore JCU မှာရွေးချယ်တက်ရောက်လို့ရတဲ့ program တွေအနေနဲ့ဆိုရင်တော့ IT, Cyber Security, Data Science, Business, Commerce, Accounting, Banking and Finance တို့အပြင် Hospitality, Psychology စတဲ့ program တွေမှာကအခြားတက်ရောက်နိုင်တဲ့ program တွေရှိတဲ့အပြင်မှာ Master program ထိလည်းတက်ရောက်နိုင်မှာဖြစ်ပါတယ်ကဲဒါဆိုရင်တော့ scholarship အထူးခွင့်ရည်လည်းရရှိမှာဖြစ်တဲ့အပြင်ကို intake ကာလဖြစ်တဲ့မေလကလည်းမကြခင်မှာရရှိတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ Singapore မှာရှိတဲ့ James Cook University JCU မှာတက်ရောက်ဖို့အတွက် FPI နဲ့အတူအနည်းဆုံးလာရရှာဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်